ကဲအခုကတော့ဘာနွိုင်းကတထားလုံးရောက်နေပါတယ်ခဏနေနော်ဘာဆိုဘာမှမရှိတဲ့ချင်းမဲ့ညီရဲ့ဘဝတွေတဲ့နေဟာလေးနဲ့လေးတစ်ခုဖြစ်နေရလာတဲ့ အားလုံးပဲသိကြတဲ့အတိုင်းပဲအခု